အားလုံးပဲမင်္ဂလာပါဆရာကျောင်း Sport Channel ရဲ့ထူးခြားဈေးကွက်နဲ့ဖိုက်တာရွေးကွက်အစီအစဉ်ကနေကြိုဆိုပါရစေ။စနေညမှာအင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်5ပွဲ၊စပိန်လာလီဂါပွဲစဉ်4ပွဲ၊ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်5ပွဲနဲ့တလီစီးရီးယားပွဲစဉ်3ပွဲစုစုပေါင်းပွဲစဉ်18ပွဲရှင်ပြိုင်ကစားသွားကြဖို့ရှိပါတယ်။ဒီပွဲစဉ်18ပွဲတွေကဈေးကွက်ရထူးခြားနေတဲ့ပွဲစဉ်5ပွဲကိုရွေးချက်ထုံးထုတ်တင်ဆက်ပေးကြပါမယ်။နေညရဲ့ဈေးကွက်ရထူးခြားနေတဲ့ပထမဆုံးပွဲစဉ်ကိုအင်္ဂလန်ပရီးမီးယားလိဂ်ကချက်စီနဲ့ဘန်လေတို့ရဲ့ပွဲစဉ်မှာမြင်တွေ့ရပါတယ်။ဒီပွဲစဉ်မှာချက်စီကနှစ်ပေါင်း20ဈေးကြောပေးထားပြီးတော့ဘူပေါင်းဈေးက350ဆိုပြီးဖွင့်လှစ်ထားပါတယ်။ချက်စီရဲ့မူလပေါ်ဒီဈေးနှစ်ပေါင်း80ရနေဝေယိုတစ်ဆင့်မြင့်လာပြီးတော့ဘူပေါင်းကလည်းမူလပွင့်လင်းမှု3020ရနေဝေယိုတစ်ဆင့်တက်လာတာကိုတွေ့ရပါတယ်။ပရီးမီးယားလိဂ်အဆင့်9မှာရပ်တည်နေတဲ့ချက်စီကထိပ်ဆုံး၄သင်းစင်းဝင်နိုင်မှုကြိုးစားနေပြီးတော့တန်းစင်းဆောင်19နေရာဘန်လေအသင်းကလည်းအမှတ်လိုအပ်ချက်ပြင်းထန်နေမှုနဲ့အားကုန်ထုတ်ပြီးရှင်ပြိုင်နေတာကိုတွေ့ရပါတယ်။ပထမကြော့ဘန်လေကွင်းဆုံတွေ့မှုမှာချက်စီအသင်းတွေနဲ့2ဂိုးပြတ်အနိုင်ရထားပါတယ်။ဒီပွဲစဉ်ပြီးအာဆင်နယ်နဲ့အက်စတိုမီလာတို့ဝေးကွင်းပွဲတွေစတိုက်ဆွေးနွေးရမှာဖြစ်လို့ချက်စီအနေနဲ့အမှတ်ဆုံးရုပ်ခတ်မှာမဟုတ်တာကိုတွေ့ရပါတယ်။ဘန်လေရဲ့အမှတ်ပေးနောက်ဆုံး6ပွဲမှာပဲလစ်ကိုနိုင်မန်ယူလီဗာပူးနဲ့စပါသင်းတို့တီခံကစားထားပြီးတော့ဆန်နာလန်နဲ့ဝဆန်တို့ဂိုးပြတ်ရှုံးနေထားတာကိုတွေ့ရပါတယ်။ဘန်လေအသင်းအနေနဲ့စူးစမ်းရုံးနေတာသိကြပြီးတော့တကယ်တော့ခြေစွမ်းအနေနဲ့မှတ်စခတ်တဲ့အသင်းလို့ပြောလို့ရပါတယ်။ဈေးကွက်ဖွင့်သူတွေအနေနဲ့ကတော့အနည်းဆုံးပေါ်ကွက်ဝင်မှုရှိနေတယ်လို့ခိုင်မာတွက်ဆထားပုံရပါတယ်။အနိုင်သေးကြပြီးတော့ဂိုးပြတ်မပြတ်ပဲစောင့်ကြည့်ရမယ်ချက်စီဘော်ဒီကိုရွေးရမှာလား။အသင်းကြီးအနေနဲ့တွေ့ရင်ကစားပိုကောင်းတတ်တဲ့ဘန်လီရဲ့ဇေယျကြောင့်ဂိုးပေါ်ရွေးရမလားဆိုတာကိုတော့ဖိုက်တာတွေကိုယ်တိုင်တွက်ထုတ်အဖြေရှာရမယ်ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ဒီကွက်ရထူးခြားနေတဲ့ဒုတိယမြောက်ပွဲစဉ်ကတော့ပရီးမီးယားလိဂ်ရန်ကုန်ကမန်စီးတီးအသင်းနဲ့နယူကာဆယ်တို့အားပြိုင်မှုမှာမြင်တွေ့ရပါတယ်။ဒီပွဲစဉ်မှာအပေါ်ဆုံးဈေးမြင့်လာတာကိုတွေ့ရပြီးတော့မန်စီးတီးရဲ့မူလားပေါ်ဒီဈေးတစ်လုံးသိရကနေလက်ရှိမှာ1.30ဆိုပြီးတော့ဝင်ရိုးတစ်စင်မြင့်လာပါတယ်။ဘူပေါင်းဈေးကလည်းမူလားဖွင့်လှစ်မှု3.30ရနေလက်ရှိဈေး3.60ဆိုပြီးတော့ဝင်ရိုးတစ်စင်တက်လာတာကိုတွေ့ရပါတယ်။ဒီသင်းပထမကြောနယူကာဆယ်ကွင်းမှာဆုံခဲ့တဲ့တုန်းကမန်စီးတီးတို့2ဂိုးဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့ပေမဲ့ကာလင်ဖလားစမီအဆင့်တွတ်ဆုံခဲ့တဲ့အင်ငွေဝဲကွင်းနှစ်ကြော့စလုံးမှာမန်စီးတီးသင်းက2ဂိုးပြတ်နိုင်ပွဲတွေပြန်လည်ရယူပြထားတာကိုတွေ့ရပါတယ်။မပေးစရာထိပ်ဆုံးကအာဆင်နယ်ကိုဖိအားပေးနိုင်မှုမန်စီးတီးသင်းတွေနဲ့နိုင်ပွဲမဖြစ်မနေလိုအပ်နေပြီးတော့အဝေးကင်း3ပွဲဆက်နိုင်ရထားပြီးတော့ဂိုးမျိုးနေတဲ့နယူကာဆယ်သင်းကလည်းဖလားပွဲအရှုံးကိုပြန်လည်ချေပြတ်နိုင်ဖို့ရည်မှန်းရှင်ပြိုင်လာမယ့်ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ဈေးကွက်ရအပေါ်ဆုံးအားကောင်းနေမှုမှာဈေးကွက်ဖွင့်သူတွေပိုပြီးကြိုက်တွေ့နေတဲ့ထိုးကွက်ကဘော်ဒီဘော်ထိုးကွက်ဖြစ်မလားဂိုးဘော်ထိုးကွက်ဖြစ်မလားဆိုတာကိုဖိုက်တာတွေထပ်မံပြီးစမ်းစစ်ရမယ့်ပွဲကောင်းတစ်ပွဲဖြစ်မြင်တွေ့ရဖို့ရှိပါတယ်။ဒီကွက်ရထူးခြားနေတဲ့တတိယမြောက်ပွဲစဉ်ကတော့ဂျာမန်ဘွန်ဒက်စ်လီဂါရန်ကုန်ကဇွန်လဈေးမြင့်တက်လာတဲ့ဘိုင်ယန်မြူးနစ်နဲ့ဖရက်ဖို့တို့ဆုံတွေ့နေမှုပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာဘိုင်ယန်ရဲ့မူလပေါ်ဒီဈေးကျော်2.30ရနေလက်ရှိမှာ2.100ဆိုပြီးမျိုးတစ်စင်မြင့်တက်လာပြီးတော့ဘူပေါင်းဈေးကလည်းမူလဈေး4.50ရနေလက်ရှိဈေး4.30ဆိုပြီးဝေယို2ဆင့်အထိမြင့်တက်လာပါတယ်။ဘိုင်ယန်ကအစစ်နှစ်နေရာဒေါ့မွန်ကို6မှတ်ဖြတ်ပြီးတော့ဘွန်ဒက်စ်လီဂါကိုဦးဆောင်နေပါတယ်။အစစ်ခွန်မှာရက်တည်နေတဲ့ဖရက်ဖို့ကလည်းလိ2ပွဲဆက်ရှုံးပွဲမရှိဘဲနဲ့ကစားတက်လာတာကိုမြင်ရပါတယ်။ရှင်ပြိုင်ပြီးတဲ့လိ22ပွဲမှာ44ဂိုးသွင်းယူထားတဲ့တိုက်စစ်ကအားရစရာကောင်းပြီးတော့46ဂိုးထိခွင့်ပြုထားတဲ့ခန်းစပိုင်းကတော့ဟိုင်ဒန်ဟိန်းနဲ့ဘူဘတ်တို့နောက်တတိယမြောက်ပေးကိုအများဆုံးအသင်းဖြစ်မှတ်တမ်းဝင်နေတာကိုတော့တွေ့ရပါတယ်။တွေ့ဆုံမှုနောက်ဆုံး9ချိန်ဆက်အနည်းဆုံး3ဂိုးနဲ့ထပ်ဖြစ်ထားပြီးတော့ဘိုင်ယန်က3ပွဲနိုင်တပွဲတည်ကြပြီးတော့ဖရက်ဖို့အသင်းကတစ်ချိန်နိုင်ထားပါတယ်။ဝေယိုတစ်စစ်တက်လာတဲ့ဘော်ဒီဈေးထက်ဝေယို2ဆင့်ထိမြင့်လာတဲ့ဂိုးပေါင်းဈေးရရုပ်ကဖွင့်သူတွေအနေနဲ့ဒီနှစ်သင်းစလုံးရဲ့တိုက်စစ်အားကိုပို့ပြီးတော့မျှော်လင့်ထားပုံရပါတယ်။ခေါ်ပြောကျန်းလွန်းနေတဲ့ဈေးကွက်နဲ့အညီတကယ်ပဲအပေါ်ဆုံးထိုးကွက်အောင်သွားမလားဆိုတာကိုစောင့်ကြည့်ရင်ခွင့်ရမယ်ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။နေများရဲ့ဈေးကွက်ရထူးခြားနေတဲ့စတောထမြောက်ပွဲစဉ်ကတော့စပိန်လာလီဂါရန်ကုန်ကဆိုစီဒက်အသင်းနဲ့အိုဗီဒိုတို့ဆုံတွေ့နေမှုမှာမြင်တွေ့ရပါတယ်။ဒီပွဲစဉ်မှာဆိုစီဒက်အသင်းက1.20ဈေးကြောပေးထားပြီးတော့ဂိုးပေါင်းဈေးက2.90ဆိုပြီးတော့ကြောပေးထားပါတယ်။ဆိုစီဒက်ရဲ့မူလဘော်ဒီဈေးတစ်လုံးသေးရနေပြားစုံမြင့်တက်လာပြီးတော့ဂိုးပေါင်းဈေးကမူလဈေး2.60ရနေမျိုးတစ်ဆင့်မြင့်လာပါတယ်။အဆင့်8မှာရက်တည်နေတဲ့ဆိုစီဒက်ကပြီးခဲ့တဲ့သတင်းပတ်မှာရီယယ်မက်ဒရစ်ကိုဂိုးပြတ်ရှုံးနေပြီးတော့တိုင်ပွဲဆုံး17ပွဲဆက်ရှုံးပွဲမရှိစံချိန်ကောင်းပြတ်သွားခဲ့တာကိုတွေ့ရပါတယ်။ပထမကျော်အိုဗီဒိုကွင်းမှာတကူကွန်မီဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့မှုကိုလည်းပြန်လဲခြေပြတ်ပြဖို့ရှိနေပါတယ်။တစ်ဖက်ကအမပေးစရာအောက်ဆုံးမှာရက်တည်နေတဲ့အိုဗီဒိုကထက်သန်းပြီးတဲ့လာလီဂါအဝေးကွင်း17ပွဲမှာ10ပွဲထိရှုံးနေထားပြီးတော့10ဂိုးပဲရထားတဲ့ဒုတိယမြောက်အဝေးကွင်းစမ်းဆောင်ရေးအဆိုးအဝါဆုံးအသင်းဖြစ်ပါတယ်။ရက်တည်မှုနဲ့ခြေစွမ်းပိုင်းမှာအများကြီးကွာခြားနေပြီးတော့ဈေးကွက်ခင်းချင်းရလဲဈေးကွက်ဖွင့်သူတွေခံမှန်းထားတဲ့အတိုင်းဝ
ပေါ်ဆောင်ထိုးကအားကောင်းနေတဲ့စပိန်လာလီဂါပွဲစဉ်တစ်ပွဲအဖြစ်မြင်တွေ့ရပါတယ်စနေညရဲ့ဇေကွက်ရထူးခြားနေတဲ့နောက်ဆုံးပွဲစဉ်ကတော့အီတလီစီးရီးရန်ဝါလက်ချီတင်းနဲ့အင်တာမီလန်တို့ဆုံတွေ့နေမှုမှာမြင်တွေ့ရပါတယ်ဒီပွဲစဉ်မှာဇုံလိုက်ဈေးကျဆင်းလာပြီးတော့အင်တာရဲ့မူလဘော်ဒီဈေး1.80ရနေလက်ရှိဈေး1.30ဆိုပြီးကြားဆုံးကျဆင်းလာပါတယ်ဂိုးပေါင်းကလည်းမူလဖွင့်လှစ်မှု3.80ရနေ2.80ဆိုပြီးဝရိုးတစ်ဆင့်အထိနေဆင်းလာတော့တွေ့ရပါတယ်လက်ချီကစီးရဲ့နောက်ဆုံး၄ပွဲမှာ9မှတ်ရယူပြီးတော့16နေရာကိုတလန်းလာပါတယ်ကျန်းစင်းစုံနဲ့မကြဖို့ရုံးကစားနေပြီးတော့တကယ်လဲကစားတက်လာတော့တွေ့ရပါတယ်တစ်ဖက်ကအင်တာမီလန်ကစီးရီးမှာတိုင်မတ်တွေထက်ခေါင်းတစ်လုံးပိုသားတဲ့အသင်းဖြစ်ပြီးတော့အစနစ်နေရာ AC မီလန်ကို9မှတ်ဖြတ်ပြီးဦးဆောင်ထားနိုင်ပါတယ်လက်ချီနဲ့ဆုံတွေ့ခဲ့တဲ့နောက်ဆုံး9ကြိမ်ဆက်အင်တာမီလန်နိုင်ရထားပြီးတော့ဇန်လာပိုင်းမှာလည်းများစွာတာရထားတာကိုတွေ့ရပါတယ်ပြီးခဲ့တဲ့ဂျာရဲ့ချန်ပီယံလိပလေးအော့ပထမကြော့မှာဘိုဒိုကလင်းကို3-9ဆိုတဲ့ရလနဲ့ရှုံးနိမ့်ထားမှုဒီလာမဲ့ဂျာရဲ့အင်ငွေဒုတိယကြော့မှာပြန်လည်ချစ်ပြပြဖို့ရှိနေတာအဒီပြရမယ့်အချက်ဖြစ်ပါတယ်ဇွန်လဈေးကျဆင်းလာမှုမှာဇေကဖွင့်သူတွေအနေနဲ့အောက်ဆုံးကိုပို့ပြီးအကြိုက်တွေ့နေတယ်လို့တွက်ဆထားခြင်းပြီးတော့အပေါ်ဆုံးကြိုက်တဲ့ဖိုက်တာတွေဒီပြူချင်းကတ်တဲ့အီတလီစီးရဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ခုတစ်ဆက်ပေးခဲ့တာကတော့စနေညမှာကစားကြမဲ့ဥရောပထိပ်တန်းလိတွေကဈေးကွက်ရထူးခြားနေတဲ့ပွဲစဉ်၅ပွဲကိုရွေးချက်ထုံးထုတ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဒီဈေးကွက်ရထူးခြားနေတဲ့ပွဲစဉ်၅ပွဲတွေကရှာချောင်းစပို့ချန်နယ်ရဲ့စိတ်ကြိုက်ပစုံဖိုက်တာရွေးကတ်အနေနဲ့စီးရီးမှာဖိအားမရှိတဲ့အင်တာမီလန်အနေနဲ့ချန်ပီယံလိပေးရောဒုတိယကြော့ပွဲစဉ်ကိုပိုပြီးအားဆိုင်မှာဖြစ်ပြီးတော့လက်ချီတင်းတဲ့ဝေးကွင်းပွဲမှာလူငယ်များစုကိုထုတ်သုံးလာပွဲရှိနေပါတယ်တစ်ဖက်ကတန်းစင်းစုံနဲ့မကြသွားဘူးအားကုန်ရုံးပြီးကစားနေတဲ့လက်ချီတင်းနေနဲ့ဘုပြမရှုံးနိုင်မဲနဲ့ရလက်ကောင်းမှုများနေလို့ရှာချောင်းစပို့ချန်နယ်ရဲ့စိတ်ကြိုက်ပစုံဖိုက်တာရွေးကတ်အနေနဲ့လက်ချီဘော်ဒီကိုရွေးချယ်ပေးခြင်းပါတယ်